မိန်းကလေးတယောက်လိုတရုပ်ဆောင်ရင်မိန်းကလေးအစ်စ်ထက်ချစ်စရာကောင်းနေလို့အားလုံးဝိုင်းချစ်တာခံနေရတဲ့ KMG Group ရဲ့မင်းသမီးလေးဟန်ကြီးမကွေးတိုင်းရေစကြိုမြို့နယ်ဝါယာယာကအညာသားလေးတွေဟာတချင်းတရုပ်ပေါ်တေးလေးတွေလုပ်ရင်းTikTokမှာလူကြိုက်ရမ်းများနေပါတယ်ဒီလူငယ်လေးတစုဟာဝါသနာပါတဲ့အရာကိုတငယ်ချင်းတစုတမှုကွဲတတ်တဲ့ idea ပြည်ပြင်းတဲ့ဗီဒီယိုရိုက်ချက်တွေနဲ့ပရိသတ်တွေရဲ့အသေးကိုကင်လှုပ်ထားနိုင်ကြပါတယ်သူတို့အဖွဲ့ထဲမှာပင်နိုင်တဲ့မင်းသမီးချောလေးအဖြစ်အမြဲမြင်တွေ့နေရတဲ့မျိုးကြောငိုပြောလို့မရတဲ့ကောင်မလေးတယောက်ရှိလို့နေပါတယ်ပရိသတ်တော်များများဟာသူတို့ဗီဒီယိုလေးကြည့်မိကြတဲ့အခါဒီတယောက်ကိုမိန်းကလေးလိုပဲတကယ်ထင်မိသွားကြစေတာပါကောင်မလေးကချော်လိုက်တာဆိုပြီးမှင်သက်သွားကြစေပေမဲ့တကယ်တော့သူကမိန်းကလေးစစ်မဟုတ်ပါဘူးအမားဖြစ်သူရဲ့အဝတ်စားတွေကိုယူဝဲကမိန်းကလေးကာရိုက်တာနေရာမှာပြပြသရုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်ယောက်ျားလေးလိုနေတာထက်မိန်းကလေးလိုနေတာကသာသူ့အတွက်အရန်လိုက်ဖက်နေကဗီဒီယိုတွေတိုင်းမှာမိန်းကလေးတစ်ဖြစ်ပဲသရုပ်ဆောင်ပေးဖို့အားလုံးကတောင်းဆိုနေကြတာပါသူတို့တငယ်ရင်တစုကဝါသနာတူတွေစုနေကြကအခုလို quality ကောင်းတဲ့ဗီဒီယိုလေးတွေဖြစ်ပေါ်လာဖို့ကိုလည်းဖုန်းနဲ့ပဲရိုက်ကူးပုံပေါ်ခဲ့ကြတာဖြစ်ပါတယ်ဖုန်းနဲ့ဆိုပေမဲ့လည်း lighting တွေကင်မရာ angle ချိန်တာတွေဟာအပြည့်ပြောစရာမရှိအောင် professional ဆန်နေတာကိုတွေ့ရပါတယ်တချင်းတိုင်းကိုလည်းသူတို့အနေနဲ့ဟာတာဆန်ဆန်လေးတွေနဲ့တချင်းနဲ့ live ဖက်မှုရှိအောင်လဲစမ်းသစ်တီထွင်နိုင်ကြပါတယ်အဖွဲ့ဝင်တိုင်းကတရုပ်ဆောင်ကောင်းကြချစ်စရာကောင်းကြပေမဲ့မိန်းကလေးအဖြစ်အမြဲတရုပ်ဆောင်လေးရှိတဲ့ဟန်ညီနဲ့ဖိုးကာတို့အတွဲလေးကိုတော့ပရိသတ်တွေကပိုသဘောကျကြပါတယ်သူတို့လေးတွေဟာမျက်နှာမြင်ချစ်ခင်ပါသည်ဆိုတဲ့စုတောင်းပြေးကြပြီးသူတို့ကိုမြင်လိုက်ရင်စိတ်ချမ်းသာလို့နေရပါတယ်ဟန်ညီကတော့မိန်းကလေးအနေနဲ့အရန်ချစ်စရာကောင်းလွန်းတာကြောင့်ယောက်ျားလေးလိုနေရင်ကိုအားလုံးကလက်မခံကြတော့ပဲမိန်းကလေးလိုပဲနေပေးဖို့တိုက်တွန်းခံနေရပါတယ်ပရိသတ်တို့ရောဟန်ညီတို့ KMG အဖွဲ့ရဲ့ဗီဒီယိုလေးတွေကိုသဘောကျရဲ့လားဆိုတာပြောခဲ့ကြအောင်နော်